ကျေးဇူးရဲ့ကိုပိုင်တန်စင်လေးနဲ့ပြန်လာခဲ့မယ်နော်ကဲလက်ရှိမှာလည်းတက်တော့မှာနော်ကုကုနော်ဆိုတဲ့တစင်လေးနဲ့ကျေးဇူးဒါနည်းနည်းလေး Trump ဖြစ်နေရပါတော့ကျွန်တော်အားပေးကြပါဦးလို့ပြောချင်ပါတယ်ရှင်ကျေးဇူးမို့လူငယ်လေးဖြစ်ပါတယ်ကျေးဇူးမို့မြေတောင်မြောက်ပေးပါပြီးရင်ကျွန်တော်တို့ဒီဘက်ကကိုယူလည်းမြေမြုပ်တကြိုပေးပါဟုတ်ကဲ့ပါတတ်တာ